လမ်းခွဲခြင်းမှာဝမ်းမနေပါနဲ့တနေ့နေ့တစ်ချိန်ချိန်မှာလူတိုင်းဟာပြန်မစုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့အပြီးပိုင်လမ်းခွဲကြရမှာပါထားသွားသူနဲ့ကြံရစ်သူတန်ရောစင်ကြီးတဲ့သူဟာပူပြီးတော့ခံစားရတတ်ပါတယ်ကိုကမချားခဲ့ရင်တော့သူကထားသွားမှာပါသူကမထားခဲ့ရင်တော့ကိုကထားသွားရမှာပါဘဝဆိုတာဒီလိုပါပဲမျော်လင့်မထားတဲ့ကံကြမ္မာတွေကဆိုင်းမစင့်ပုံမစင့်ကိုထံကိုရောက်လာတတ်ပါတယ်ဝမ်းသာခြင်းနဲ့ရောက်လာတတ်တယ်လို့ဝမ်းနည်းခြင်းနဲ့လည်းရောက်လာတတ်တာမို့လောကဓာတ်ကိုကြံ့ကြံ့ခိုင်းပြီးတော့တွန်းနိုင်မှုခွန်အားတွေငွေဖွာထားပါရှစ်တဲ့သူနဲ့လည်းခွဲရမယ်မုန်းတဲ့သူနဲ့လည်းခွဲရမယ်ခွဲကွာခြင်းဟာဘယ်လိုမျိုးပဲဖြစ်ဖြစ်ပူလောင်ရမှာပါချင်းမထားတဲ့ကံကြမ္မာကမျောလင့်မထားတဲ့အချိန်မှာဝင်ရောက်လာရင်ပူပြီးတော့ဝမ်းနေရတတ်တာမို့လောကဓာတ်ကိုခံနိုင်ရရှိအောင်ကြိုးစားပြီးနေကြပါတဗ္ဗေတတ္တာမရဏဓမ္မမရဏပရိယောတနာမရဏအနာတိတာဆိုတဲ့အတိုင်းငယ်တဲ့သူရောကြီးတဲ့သူရောဘယ်သူမှဆိုတရားချင်းဆိုတဲ့သဘောတရားတွေကိုယ်စီကိုယ်မှချိကြပါတယ်ဘယ်လောက်ပဲရှမ်းသာရှမ်းသာဘယ်လောက်ပဲစင်ရဲစင်ရဲသေဆုံးတဲ့အခါလက်ဗလာရှေးဗလာကြံပြီးတော့တုတ်တံမှာသွားစုံညရတာဖြစ်ပါလေတရားချင်းဆိုတဲ့သဘောတရားကိုမဖြစ်အောင်မကြုံအောင်မဆုံအောင်ဘယ်သူမှမလုပ်နိုင်ပါဘူးလူတိုင်းတတ္တဝါတိုင်းဖြစ်ကြရကြုံရရစုံရရသိကြရဒါလောကရဲ့ဓမ္မတာတရားအတိုင်းပဲဖြစ်ပါလေအဲ့ဒီလူသိကြတာဟာအသက်ကြီးမှပူမင်းရစ်ရောမှသိတာမဟုတ်ပါဘူးအရွယ်ကောင်းတုန်းလဲသိကြတာပဲငွေကင်းစလဲသိတာပဲအမိဝမ်းထဲမှာလဲသိကြတာပဲဘာကြောင့်ဒီလိုအရွယ်မရွေးသိကြတာလဲဆိုတော့ကျွန်တော်တို့ဥပမာအနေနဲ့ပြောရရင်ကိုးထိန်တဲ့ပြုလုပ်ထားတဲ့မြေအိုးတွေလိုပါပဲဒီအိုးတွေထဲမှာမီးမဖုတ်ရသေးတဲ့အစိမ့်သက်တဲ့အိုးတွေရှိသလို